မောင်မိုင်လုံးနဲ့ညတညကောင်းငင်ထက်ကလာမင်းကြီးကလည်းထိမ့်ထိမ့်တာမနေပဲအဝင်းကျတစ်ခုလုံးကိုပို့ပြီးတော့ကြောက်စရာကောင်းအောင်မှုံရီတဲ့အလင်းရောင်ခပ်ပျော့ပျော့လေးပဲပေးစွမ်းနေပါတယ်ဒီလိုချိန်မျိုးမှာရွာပြင်ဘက်ကပျက်စီးယိုယွင်းနေတဲ့အင်ကြီးတအိမ်ရဲ့အနာကနေလူတစ်ယောက်ဖျက်လျှောက်သွားခဲ့တယ်သူ့နာမည်ကတော့ရဂူတဲ့ရွာသားတွေပြောပြချက်အရအဲ့ဒီအင်ကြီးတဲမှာခေါင်းပြက်တရေတကောင်ရှိနေပြီးညဘက်အဲ့ဒီတဲကိုဝင်သွားတဲ့သူမှန်သမျှဘယ်သူမှအသက်ရှင်လျက်ပြန်မထွက်လာဘူးလို့ဆိုကြပါတယ်ဒါပေမဲ့ရဂူကတော့အရက်သမားတစ်ယောက်ဖြစ်တာကြောင့်ဒီလိုຢာတွေကိုလုံးဝမယုံကြည်ပါဘူးဒါကြောင့်မဲသူကအင်ကြီးတဲကိုစွတ်တိုးဝင်သွားခဲ့တယ်အင်ကြီးတဲကိုခြေလန်းလန်းလိုက်တာနဲ့ပုတ်ဆက်ဆက်အသားပုံနှံလိုမျိုးအော်နှလုံးနာစရာအနံစိုးကြီးတစ်ခုကိုရဂူစတင်ရရှိလိုက်တယ်အိမ်နောက်ခတိုးတိုးအော်ငိုကြီးတန်တစ်ခုကိုကြားလိုက်ရပြီမဲ့လေရဂူကတော့ဂယုမဆိုင်ပဲဆက်လျှောက်သွားခဲ့ပါတယ်သူကဟောင်းနှွမ်းနေတဲ့ရုပ်ထုတွေနဲ့ကျိုးပဲ့နေတဲ့ကလထိုင်တွေပြည့်နှံ့နေတဲ့အခမ်းမအကျယ်ကြီးတွေကိုရောက်ရှိသွားခဲ့တယ်ရုတ်တရက်လေးပြင်းတစ်ခုဝုန်းကနေတိုက်ခတ်သွားပြီးအင်ရှိတကားကြီးကအလိုအလျောက်ပိတ်သွားခဲ့တယ်ရဂူလန်ဖြတ်ပြီးနောက်လဲတိလိုက်တဲ့ချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကူလုံးသွေးပြတ်မတက်တုံးလို့သွားရပါတယ်မြေပြင်ပေါ်မှာခေါင်းမပါတဲ့လူတွေအလောင်းကြီးတစ်လောင်းကလဲလျောင်းနေတာသူချေဦးတက်ရအောင်အသေးအံထွက်ပြေးဖို့စူးစမ်းခဲ့ပြီးမြဲအဲ့ဒီချိန်မှာပဲသူ့ရဲ့နားစီနာလေးတင်အေးဆက်ဆက်လေးတိုးတန်တဲ့အတူကက်ပြီးကရိုးကရိတ်မေးလိုက်တဲ့အတန်တစ်ခုငါကောင်းပဲမလဲရဂူကကြောက်လန့်တကြားနဲ့ဟိုဒီရှောက်ကြည့်ပေမဲ့ဘသူ့မှမတွေ့ရပါဘူးအဲနောက်ဒုတိယမြောက်အတန်တစ်ခုထပ်ထလာပြန်နေမင်းလေဟိုလူတွေလိုပဲငါ့ကိုတစ္ဆာဖောက်အောင်မလားရဂူတယောက်အော်ဟစ်ဖို့စူးစမ်းပေမဲ့ကြောက်စိတ်ကြောင့်အတန်တွေကလေချောင်းဝါမှာတင်တစ်ဆုပ်ပြီးပျောက်ကွယ်သွားခဲ့တယ်သူရဲ့သွေးတွေခဲသွားသလိုမျိုးတကူကုန်းတုံကျင်ပြီးတော့လဲကျသွားခဲ့ရပါတယ်တကယ်တော့ဒီကောင်ပြက်တရေကလွန်ခဲ့တဲ့အချိန်တွေတုန်းကစစ်တပ်တစ်ခုရဲ့ပုံမိုးကြီးတစ်ယောက်ဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့သူရဲ့ရဲဘော်ရဲဘက်တွေကပဲသူ့ကိုတစ္ဆာဖောက်ပြီးခေါင်းကိုဖြတ်ဒီရင်ကြီးထဲမှာမြင်းမြုပ်ထားခဲ့ကြတာပါအဲဒီချိန်အားစားလို့လာပြင်းညတိုင်းမှာသူဟာသူ့ရဲ့ပျောက်ဆုံးနေတဲ့ဥကောင်ကိုလိုက်လံရှာဖွေနေခဲ့တာဖြစ်ပါတယ်ရဂူတယောက်လဲချီပြီးကျွန်တော်လွတ်ပေးပါလို့အသေးအတန်တောင်းပန်ရှာပါတယ်ဒါပေမဲ့ခေါင်းပြက်တရေရဲ့သွေးပြက်စရာရည်တန်းကြီးပဲဟိန်းထွက်လာပြီးအခုမင်းမလည်းခေါင်းရှိတော့မှမဟုတ်ဘူးရုပ်ရဲပြက်ကနေဆိုတဲ့အတန်နဲ့အတူရဂူရဲ့ဥကောင်ကလေပင်ကနေပြတ်ထွက်သွားခဲ့ပါတော့တယ်အိမ်ညာပြီးတဲ့နောက်ရဂူကိုဘယ်သူမှထပ်မတွေ့ရတော့ပါဘူးဒါပေမဲ့အဲ့ဒီအင်ဂျင်နာကနေဖြတ်သွားတဲ့သူတွေကတော့ညသကောင်ရံမှာထူးဆန်းတဲ့အတန်တစ်ခုကိုအမြဲကြားနေရဆဲပါငါကောင်ပင်မလဲတဲ့ဒီကောင်ပြက်တရေကြီးကနောက်ထပ်ဘလို့ထိတ်လန့်စရာခြောက်လန့်မှုတွေထက်လို့အောင်ပါလေဘသူ့ကိုရောနောက်ထပ်သားကောင်အဖြစ်ဖန်တီးအောင်ပါလေဆိုတာဆက်လက်နာဆင်ကြည့်ကြရအောင်နော်မနော့ဆိုတာကတော့ဒေလီမျိုးမှာသူတငယ်ချင်းဝီကတ်နဲ့အတူနေထိုင်တဲ့သူတစ်ယောက်ပါသူတို့နှစ်ယောက်နဲ့ကြာကြီးလက်တွဲလာခဲ့ကြတဲ့တငယ်ချင်းကောင်းတွေဖြစ်ပြီးဝီကတ်ကမနော့အပေါ်တိတ်ကိုယုံကြည်ကိုးစားပါတယ်ဒါပေမဲ့မနော့မှာမကောင်းတဲ့အကျင့်စိုးတစ်ခုဆွဲခဲ့လာခဲ့တယ်အဲ့ဒါကတော့လောင်းကစားတာပါအစာပိုင်းမှာတော့အပျော်သဘောလောက်ပဲစောခဲ့ပေမဲ့နောက်ပိုင်းမှာတော့လုံးဝကိုဆွဲလန်းသွားခဲ့ပါတော့တယ်ဒီနေ့မှာတော့သူကလောင်းကစားရုံထဲမှာရှိသမျှပစံအကုန်ရှုံးသွားခဲ့တယ်ဒါပေမဲ့သူရဲ့လောဘဇောကမရတန်နိုင်ခဲ့ပါဘူးတကယ်ချင်းဖြစ်သူဝီကတ်စီမှာပစံအများကြီးရှိတာကိုသတိရသွားပြီးအဲ့ဒီပစံတွေကိုအသုံးချဖို့ညံစင်မာတော့တယ်သူဟာလောင်းကစား app တစ်ခုကို download ဆွဲပြီးဝီကတ်ရဲ့ဖုန်းနံပါတ်နဲ့အကောင့်ပွင့်ဖို့အတွက် OTP code ကိုတောင်းခဲ့ပါတယ်ဝီကတ်ကလည်းသူတငယ်ချင်းကိုလုံးဝယုံကြည်တာကြောင့်ဘာမှမစင်စားပဲပေးလိုက်မိတယ်ဒါဟာအစာပြောရုံပဲရှိပါသေးတယ်မနောချာမလိန်တစ်ပတ်ညံစင်ပြီးဝီကတ်ရဲ့ဘဏ်အကောင့်နံပါတ်နဲ့ password ကိုပါထပ်မံရယူလိုက်ပါတယ်ဝီကတ်ရဲ့ဘဏ်အကောင့်အပြည့်အဝထိန်းချုပ်ခွင့်ရသွားတဲ့အခါမှာတော့မနောချာအကောင့်ထဲရှိသမျှပတ်စံအားလုံးကိုလောင်းကစား app ထဲကိုပုံအော်ထည့်လိုက်ပါတော့တယ်မကြခင်ချိန်တွင်မှပဲပတ်စံအားလုံးကအသုံးချဖြစ်ပြီးကုန်ဆုံးသွားခဲ့ရတယ်မနော့တယောက်ရင်တွေတုံလက်တွေတုံပြီးချွေးစည်းတွေပါပြန်လာခဲ့တယ်ဒီကြောင့်ဝီကတ်တီသွားရင်သူ့အသက်အရှင်လျက်ချမ်းထားမှာမဟုတ်ဘူးဆိုတာသူသိတာကြောင့်ကြောင်လန့်လန့်နဲ့ပဲအဝိစားတွေကိုအမြန်ထုတ်ပို့ပြီးဘသူကိုမှမပြောပဲရွာကိုထွက်ပြေးခဲ့ပါတော့တယ်သူရောက်ချမ်းမှာပဲစောစောကပြောခဲ့တဲ့ခေါင်းပြက်တရေရှိတဲ့အင်ဂျီပေကနေဖျက်လျှောက်သွားခဲ့မိတယ်အင်ဂျီတွေကနေတိုးတိုးတိတ်တိတ်ချောင်းလန့်တန်တွေထွက်နေပြီမဲ့လေသူကတော့စိတ်မဝင်စားပဲအိမ်ကိုပဲတန်းပြေးခဲ့ပါတယ်
တစ်ဖက်မှာလည်းဝီကတ်တယောက်အမှန်တရားကိုသိသွားတဲ့အချိန်မှာစွန့်အားသွားခဲ့ရတယ်။သူ့ရဲ့တငယ်ချင်းလို့ယုံကြည်ရတဲ့သူကဒီလောက်ထိရောက်မှလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးလေ။မနောရွာကိုရုတ်တရက်ကြီးပြန်ရောက်လာတာမြင်တော့သူမိမတွေကအံ့ဩသွားပြီးဘာဖြစ်လို့ရုတ်တရက်ကြီးပြန်လာရတာလဲလို့မေးကြပါတယ်။မနောကလည်းရုံးကနေအိမ်မှာပဲအလုပ်လုပ်ခွင့် work from home ပေးလိုက်လို့အိမ်မှာလာနေတာဆိုပြီးတော့လိန်ညာလိုက်ပါတယ်။နောက်ရက်မနက်ခင်းမှာတော့ရွာတရွာလုံးရုပ်ရုပ်တဲတဲဖြစ်သွားခဲ့တယ်။အကြောင်းကတော့အင်ဂျင်နာကိုသွားခဲ့တဲ့ review တယောက်ပျောက်ဆုံးသွားလို့ပါပဲ။မနောကအဲ့ဒီသတင်းကိုကြားတော့ရှီမောနေခဲ့ပေမဲ့ခဏကြာမှရွာသားတချို့ရဲ့စကားအတန်ကိုကြားလိုက်ရပြန်နေ။အဲ့ဒါကတော့အဲ့ဒီအင်ဂျီထဲမှာမြုပ်ထားတဲ့ရွှေအိုဒါမှမဟုတ်ရေနာတိုက်ကြီးရှိနေပြီးတစုံတစ်ယောက်ကစောင့်ရှောက်နေတာဆိုတဲ့စကားပါပဲဒီစကားကိုကြားလိုက်ရတဲ့ချိန်မှာတော့လောင်ကစားတွေရှုံထားတဲ့မနောရဲ့စိတ်ထဲမှာလောဘစော်တွေပြန်လေထကြွလာပါတော့တယ်ဒီရေနာရိုသာငါရရင်ငါရဲ့ဒုက္ခတွေအားလုံးပြီးသွားမှာပဲလို့သူတွေးလိုက်မိပြီးအဲ့ဒီအင်ဂျီစီကိုငါကိုယ်တိုင်သွားကြည့်မှဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။နေ့တကောင်ရန်ချိန်တရားလုံးကနေဆိုင်စွာအိမ်မောကြနေကြပြီးအဝင်းချင်းတစ်ခုလုံးမှာလည်းတိတ်ဆိတ်လိုနေပါတယ်။အဲ့လိုမှမိုက်တိတ်ဆိတ်နေတဲ့အမောင်တို့ထဲမှာမနောချခြေတန်းကိုခပ်ပွားပွားနင်းပြီးအဲ့ဒီအင်ဂျီစီကိုဥတီလို့ရှောက်လန်းလာခဲ့တယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့ရွာရဲကနာမည်ကြီးလောင်ကစားသမား၄ယောက်ဖြစ်တဲ့ဟာရီယောင်ပန်နူဗန်ဒူးနဲ့ရန်ဂျန်တို့ကမနော့ကိုလမ်းမြင်သွားကြပါတယ်။ဟေးမနော့ဒီလောက်ညာကြီးမင်းကြီးဘယ်ကိုသွားမလို့လဲကွ။မနော့တရားပထမတော့လန့်သွားပြီးမဲ့ချက်ချင်းပဲစိတ်ကိုထိန်ပြီးပြန်ပြောလိုက်တယ်။ဟိုဘက်ကအိမ်ဟိုကြီးစီကိုသွားမလို့ဗျာ။အဲ့ဒီမှာမြုပ်ထားတဲ့ရေနာတွေရှိရဆို။ရေနာဆိုတဲ့စကားလုံးကိုကြားလိုက်ရုံနဲ့တင်အဲ့ဒီလောင်ကစားသမား၄ယောက်စလုံးရဲ့မျက်လုံးတရားလေးလောဘစုံနဲ့တောက်သွားကြပါတယ်။သူတို့ကလောဘတက်လာပြီးမနော့ကိုတားဆိုငါတို့လည်းမင်းနဲ့အတူလိုက်ခဲ့မယ်ကွာလို့ဆိုကြပါတယ်။အခုတော့သူတို့၅ယောက်စလုံးအင်ဂျီစီကိုအတူတူရှောက်လာကြပြီ။တကယ်တော့အဲ့လောင်ကစားသမား၄ယောက်ဟာရှင်ထဲမှာတုံလုံးချောက်ချနေကြပြီမဲ့ရေနာတိုက်ကိုလိုချင်တဲ့လောဘကြောင့်နောက်မဆုတ်ရဲကြပါဘူး။သူတို့အင်ဂျီတွေကိုရောက်သွားတဲ့ချိန်မှာတော့အထဲမှာမောင်အတီးကြနေပါတယ်။မနော့ကတိုးတိုးလေးတတိပေးလိုက်တယ်။ကဲမြန်မြန်တူးကြတော့မြေကြီးကိုပါတူးကြည့်ကြ။ရေနာကဒီနားတစ်ဝိုက်မှာပဲမြုပ်ထားတာဖြစ်ရမယ်။သူတို့ပြောဆဆနဲ့မြေတူးကိုပြင်နေတော့ရုတ်တရက်ထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့လေးလံလာတဲ့စစ်ပနက်အထူကြီးကိုစီးထားတဲ့လူတစ်ယောက်ဟာသူတို့စီကိုအရှင်အဟုန်နဲ့ရှောက်လန်းလာတဲ့အတန်မှာပဲ။ဒလန်ချင်းစီရဲ့ခြေတံတွေကမိုးချင်းတံတွေလိုမျိုးကျေလောင်လုံးလာတာကြောင့်သူတို့၅ယောက်စလုံးရှင်တွေတုံပြီးသွေးပြတ်သွားကြရပါတယ်။အဲ့ဒီချိန်မှာပဲဟိန်းထွက်လာတဲ့အတန်ကြီးတစ်ခုကတော့ငါကောင်ပင်မလေးမင်းတို့ငါကောင်ကိုလာရှာကြလားပေးစမ်းမြန်ပေးငါကောင်ကိုငါစီပြန်ပေးကြဒီတန်ကြီးကိုကြားလဲရတဲ့အခါသူတို့၅ယောက်စလုံးကြက်သီးမွေးချင်းတွေထသွားကြရတယ်ဟာရီယာနဲ့ပန်နူတို့ကကြောက်လန့်လန့်နဲ့အော်ဟစ်မေးလိုက်တယ်ဘယ်သူလဲရှေ့ကိုထွက်ခဲ့စမ်းမင်းဒီမှာဟီရနာတွေဝှက်ထားတယ်ဆိုတာငါတို့သိတယ်သူတို့လမ်းအောင်လိုက်တာနဲ့အင်ဂျီတစ်ခုလုံးထူဆန်းပြီးကြောက်စရာကောင်းတဲ့ရီတန်ကြီးနဲ့အတူစူညံသွားခဲ့ပြီးအဲ့ဒီလိုဆန်းကျဲတဲ့အတန်ကြီးကတက်ထွက်လာပြန်ပါတယ်ငါကောင်းဟာငါရဲ့ရေရနာပဲငါရဲ့ရေရနာဟာလေငါရဲ့ကောင်းပဲရာဂျန်နဲ့ဗန်ဒူတို့ကကြောက်လန့်လန့်နဲ့ရှေ့ကိုနည်းနည်းထက်တိုးကြည့်တဲ့ချိန်ရုတ်တရက်သူတို့ရဲ့ခြေထောက်တွေကတခုခုနဲ့တိုင်းမိပြီးကလုတ်တိုင်လဲကျသွားခဲ့ရတယ်သူတို့အမြန်ထားပြီးကြည့်လိုက်တဲ့အခါမှာတော့သူတို့ရဲ့ရှေ့ထဲမှာလူတွေအလောင်းတွေအများကြီးပုံနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒါတွေကတော့လေဘင်းကနေခေါင်းပြက်နေကြတဲ့ရွာသားတွေရဲ့အလောင်းတွေပါအဲ့ဒီပြက်ထွက်နေတဲ့အုပ်ကောင်းတွေကိုလည်းခန္ဓာကိုယ်ရဲ့ဘေးနားမှာတင်ချထားတာပါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူတို့၅ယောက်စလုံးတကူလုံးချွေးစည်းတွေပြန်လာခဲ့တယ်အဲ့ဒီချိန်မှာပဲပိုးပြီးသွေးပြက်ဖို့ကောင်းတာကမြေပြင်ပေါ်ကခေါင်းပြက်ကြီးတွေကရုတ်တရက်မျက်လုံးတွေပြူပြီးပွင့်လာကြတာပါသူတို့ရဲ့ပါးစပ်တွေပါပွင့်လာပြီးကြောက်စရာကောင်းတဲ့အတန်ကြီးတွေနဲ့ပြိုင်တူအော်ဟစ်လိုက်ကြတာကတော့ဒီနေရာကနေအခုချက်ချင်းထွက်သွားကြမဟုတ်ရင်မင်းတို့လည်းငါတို့လူအဖြစ်ဆိုးမျိုးနဲ့ကြုံရလိမ့်မယ်ထွက်သွားကြရန်ဂျန်နဲ့ဗန်ဒူတို့ကလုံးဝကိုသွေးပြက်သွားကြတာကြောင့်တယောက်ကိုတယောက်ကြည့်ပြီးချက်ချင်းပဲအင်ကြီးအပြင်ကိုအသက်လူထွက်ပြေးကြပါတော့တယ်မနော့ဟာရီယာနဲ့ပန်နူတို့ကသူတို့ကိုလမ်းတားပြီးမယ်လေမရတော့ပါဘူးဟာရီယာနဲ့ပန်နူတို့ကလည်းငါတို့လေဒီကနေပြန်ကြရအောင်လို့ပြောပြီးမယ်မနော့ကရေနာရီအကြောင်းပြောပြီးလောဘပေးကဆွဲထားပြန်နေအဲ့ဒီချိန်မှာပဲစောစောကကြားခဲ့ရတဲ့လေးလံနဲ့ခြေတန်းကြီးဟာသူတို့စီကိုပို့ပြီးတော့မြ мян ဆန်ဆန်တိုးကက်လို့လာပြန်ပါပြီမနော့ကတော့ချက်ချင်းပဲတောင်းတောင်းမှသွားပုံးလိုက်နိုင်ပေမဲ့ဟာ
ဟာရီယာနဲ့ပန်နူတို့ကတော့မပြေးနိုင်ခဲ့ကြပါဘူးသူတို့ရဲ့ရှေ့ထဲမှာကြောက်စရာကောင်းတဲ့ပုံစံကြီးတစ်ခုပေါ်လာခဲ့တယ်အဲ့ဒါကတော့ထွားကြိုင်းလာတဲ့ခန္ဓာကိုယ်ကြီးရှိပြီးခေါင်းမပါတဲ့ခေါင်းပြက်တရေကြီးပါပဲဟာရီယာနဲ့ပန်နူတို့ကလေပြင်းတိုက်လို့တုန်ခါနေတဲ့တစ်ပင်တွေလိုမျိုးတကူလုံးတုံရင်းနေကြရှာတယ်အဲ့ချိန်မှာပဲခေါင်းပြက်တရေကြီးကသူ့ရဲ့တမာလာတဲ့လက်မောင်းကြီးနှစ်ဖက်ကိုမြောင်းလိုက်ပြီးဟာရီယာနဲ့ပန်နူတို့ရဲ့ဦးခေါင်းတွေကိုဖြတ်ကနေဆိုတဲ့အတန်နဲ့အတူလေပြင်းကနေဖြတ်ပြလိုက်ပါတော့တယ်မနော့ချ်ကတော့တောင်တနေရာကနေကြောင်းလန့်တကြားနဲ့ဓာရီကိုချောင်းကျင်နေမိတယ်သူ့ရဲ့ရပတ်ကြီးကလည်းပောက်ကွဲမတက်တုံရင်းနေတာပေါ့အဲနောက်ခေါင်းပြက်တရေကြီးကဟာရီယာနဲ့ပန်နူရဲ့ပြတ်သွားတဲ့ဦးခေါင်းတွေကိုကောက်ယူပြီးသူ့ရဲ့လေပင်ငုတ်တို့ပေါ်တင်ဖို့စူးစမ်းနေတာကိုမနော့ချ်မြင်လိုက်ရတယ်။ဒါပေမဲ့အစင်မပြေတာအကြောင်းထင်ပါတယ်။ခေါင်းပြက်တရေကြီးကဒေါသတကြီးနဲ့အော်ဟစ်လိုက်ပြီးအဲဒီဦးခေါင်းတွေကိုအလောင်းတွေပေးမှပဲပြန်ချထားကလှည့်ထွက်သွားခဲ့ပါတယ်။မနော့ချ်လည်းခွင့်ရရတာနဲ့အင်ကြီးရဲ့နောက်ဖေးတကားကနေအသက်လူပြီးထွက်ပြေးခဲ့ပါတော့တယ်။လမ်းမှာစောစောကထွက်ပြေးသွားတဲ့ရန်ဂျန်နဲ့ဘန်ဒူတို့ရဲ့အလောင်းတွေကိုပါမြင်လိုက်ရပြီမဲ့သူကတော့ပါအောင်မကယူမဆိုင်နိုင်မဲ့အိမ်ကိုပဲအပြေးပြက်လာခဲ့တယ်။ဒါပေမဲ့နောက်တနေ့မနေ့ရောက်တဲ့အခါမနော့ချ်ရောက်အရာကနော်လို့အိမ်ပြင်ကိုလန်ထွက်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကူလုံးတုံရင်ပြီးမျက်လုံးစုံပြူကျဲသွားခဲ့ရပါတယ်။အကြောင်းကတော့မင်းညာကမှသူမျက်စိရှိရင်တေဆုံးသွားခဲ့ရတဲ့ဟာရီယာရန်ဂျန်ဘန်ဒူနဲ့ပန်နူအဲ့ဒီလေးယောက်စလုံးဟာသူရဲ့ရှေ့မှာအသက်ရှင်လျက်အကောင်းတိုင်းမတက်ရနေကြလို့ပါပဲ။မနော့ချ်ရှင်တွေတရိမ့်နေခုန်လာခဲ့တယ်။ဒါဘလို့ဖြစ်နိုင်မှာလဲ။မင်းညာကသူတို့အလောင်းတွေကိုငါမျက်စိနဲ့တက်အမြင်ခဲ့တာလေ။သူကြောင်ကြောင်လန့်လန့်နဲ့သူတို့နားကိုသွားပြီးတုံရီတဲ့လေတံနဲ့မေးလိုက်မိတယ်။မင်းတို့ဘလို့လုပ်ပြီးအသက်ရှင်နေတာလဲ။မင်းညာကမင်းတို့တည်သွားကြပြီမဟုတ်လား။အဲ့လေးယောက်စလုံးကမနော့ချ်ကိုစူးစူးဆိုင်ဆိုင်ကြည့်လာကြပြီးရုတ်တရက်ဝုန်းကနေချောက်ချဖွယ်ရာကျေလောင်စွာနဲ့ရီမောလိုက်ကြပါတော့တယ်။အဲ့နောက်ရန်ဂျန်ကပြောလိုက်တာကတော့မနော့ချ်မင်းယူသွားပြီလားကွ။အိမ်မက်ဆိုးတွေမှတ်နေတာထင်တယ်။မင်းအုံတော့ကောကောင်းသေးရဲ့လား။မနော့ချ်တယောက်တွေးလို့ကိုမရတော့ပါဘူး။မင်းညာကသူမြင်ခဲ့ရတဲ့မြင်ကွင်းတွေအားလုံးကအိမ်မက်ဆိုးတစ်ခုလား။ဒါမှမဟုတ်မရဏမော်ဒယ်တစ်ခုလားဆိုတာသူလုံးဝခွဲခြားလို့မရအောင်ဖြစ်နေခဲ့ရတယ်။အဲ့ဒီချိန်မှာပဲအဝေးကနေသူ့စီကိုဒေါသတကြီးလမ်းလျှောက်လာတဲ့တငယ်ချင်းဖြစ်သူဝီကတ်ကိုလှမ်းမြင်လိုက်ရပါတယ်။မနော့ချ်တကိုယ်လုံးရုတ်တရက်အိတ်ဆက်သွားခဲ့တယ်။ဝီကတ်ကသူ့စီကနေအလိန်ခံလိုက်ရတဲ့ပတ်စံတွေကိုပြန်တောင်းမှုရောက်လာတာဆိုတာသူ့ချက်ချင်းသဘောပေါက်လိုက်တာပေါ့။ဝီကတ်ရဲ့မျက်လုံးတွေကမနော့စီရောက်သွားတာနဲ့တရွာလုံးကြောက်အော်ဟစ်လိုက်ပါတော့တယ်။မင်းငါ့ကိုတစ္ဆာဖောက်တယ်။ငါပတ်စံတွေအကုန်လုံးကိုမင်းလိန်ညာပြီးယူသွားတယ်။ငါပတ်စံတွေကိုအခုချက်ချင်းပြန်ပေးစမ်း။မနော့ချ်ဘာမှပြန်မပြောဘဲအသက်လူပြီးထမှန်ထွက်ပြေးပါတော့တယ်။သူပြေးရင်နဲ့နောက်ဆုံးမှာတော့စောစောကအင်ကြီးကူစီကိုပဲပြန်လဲရောက်ရှိသွားခဲ့ရတယ်။မနော့ချ်အင်ကြီးတဲ့ကိုရောက်သွားတဲ့အချိန်မှာတော့သူရဲ့ရှေ့ထဲမှာထွားကြိုင်လာတဲ့ခေါင်းပြက်တရေကြီးကအစင်းသစ်ဆောင်ကြုံနေခဲ့ပါတယ်။ကြောက်လုံးလုံးမနော့ချ်ရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ထဲကနေလွင့်ထွက်မတက်ဖြစ်သွားခဲ့ရတယ်။ခေါင်းပြက်တရေကြီးကဟိဟောက်ပြီးတော့သူ့ကိုမေးလိုက်တယ်။မနေ့ကမင်းငါ့ကောင်ကိုလာရှာနေတာမလား။ပြောစမ်းငါကောင်ဘယ်မှာလဲ။ဒီစကားကိုကြားလိုက်ရတဲ့အခါမနော့ချ်တကိုယ်လုံးစက်သိမ်းမွေးခြင်းတွေထားသွားခဲ့ရတယ်။ဒါဆိုမင်းညာကမြင်ခဲ့ရတာတွေအားလုံးကအိမ်မက်မဟုတ်ပဲတကယ်အရှိတရားတွေပေါ့။အော်ဟစ်တန်ဒီအဆုံးမှာတော့အဲ့ဒီချိန်မှာပဲမနော့ချ်ရဲ့နောက်ကနေလိုက်လာတဲ့ဝီကတ်ကလည်းအင်ကြီးတဲ့ကိုရောက်လာခဲ့ပါတယ်။ဝီကတ်ကခေါင်းမပါတဲ့တရေကြီးကိုမြင်လိုက်ရတဲ့အခါလမ်းဖြတ်ပြီးမြင်တက်မိသွားတယ်။အဲ့ဒီခွင့်ရကိုတုံးချပြီးမနော့ချ်ကဝီကတ်ကိုတရေကြီးစီအတင်းတွန်းပို့လိုက်ပြီးတော့သူကတော့အပြင်ကိုပြေးထွက်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ဒီချိန်မှာပဲခေါင်းပြက်တရေကြီးဟာကြောက်စရာကောင်းတဲ့အော်ဟင်ကြီးတော်အတန်ကြီးတစ်ခုကိုပြုတ်လုံလိုက်ပါတယ်။အင်ကြီးတစ်ခုလုံးသူ့ရဲ့အတန်တွေနဲ့တုံခါသွားခဲ့ပြီးပပလဲမှာရှိနေတဲ့လူတွေအလောင်းတွေကအသက်ဝင်လာသလိုမျိုးတရွာရွာနဲ့လှူရှားလာကြပါတော့တယ်။အယိုးဆွေးတွေကြီးမွားတန်တွေနဲ့အတူပုတ်ဆက်နေတဲ့အလောင်းကောင်ကြီးတွေကမြေပြင်ပေါ်ကနေတရွာရွာထားလာကြပြီးသူတို့ရဲ့ဖြတ်တောက်ခံထားရတဲ့ဥကောင်တွေကလည်းလှုပ်ရမ်းလာကြတယ်။အင်ကြီးရဲ့မြေပြင်ပေါ်မှာသွေးတွေကချောင်းစီးမတက်စီစဉ်လာခဲ့ပြီးမကြခင်အချိန်တွင်းမှာပဲသူတို့နှစ်ယောက်စလုံးကိုလူတွေအလောင်းတွေကဝိုင်းရံပိတ်ဆို့ထားလိုက်ကြပါပြီ။ဝီကတ်တယောက်ကြောက်လုံးလုံးအော်ဟစ်ဖို့ကြိုးစားပေမဲ့ကြောက်စိတ်ကြောင့်အတန်အောင်ထွက်မလာတော့ပါဘူး။နည်းနည်းဝေးဝေးကိုပြေးမိသွားတဲ့မနော့ချ်လည်းရှေ့ဆက်ပြေးလို့မရတော့ပါဘူး။ဘာလို့လဲဆိုတော့အလောင်းကောင်ကြီးတွေကသူတို့နှစ်ယောက်လုံးကိုပိတ်ဆို့ထားလို့ပါပဲ။ကောင်ပြက်တရေကြီးကမနော့စီကိုလက်ညှိုးငုံငုံထိုးပြီးမိုးချင်းတန်ကြီးလိုဟိအောင်လိုက်ပါတယ်။မင်းကမွေးကလေးကတစ္ဆာဖောက်တယောက်ပဲ။ပထမတော့ဒီတငယ်ချင်းကိုတစ္ဆာဖောက်ပြီးဒီကိုထွက်ပြေးလာတယ်။အခုကျတော့လေဘေးဒုက္ခနဲ့ကြုံရတဲ့အခါသူကိုပါပြစ်ချပြီးထွက်ပြေးဖို့ကြိုးစားပြန်ပြီ
မင်းမအရှက်တရားကိုရှိရလားမနော့တယောက်သေးပြက်နေပါပြီသူဘလို့နီးနေမစိုးဒီနေရာကနေလွမြောက်ချင်တာကြောင့်အလောင်းကောင်တွေကိုအတင်းတွန်းဖဲ့ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်းပြက်တရေကြီးရဲ့ရှီလျားပြီးပုတ်သုံးနေတဲ့လက်မောင်းကြီးကသူရှိကိုဖြတ်ခနဲရောက်လာပြီးမနော့ရဲ့လင်ပင်ကိုအမိအယားညှစ်ကမြှောက်လိုက်ပါတော့တယ်မနော့တယောက်လေးထဲမှာတန်လန်းကြီးတွဲလောင်းကျနေပြီးကြောက်စိတ်ကြောင့်မျက်လုံးစုံပြူးကျနေခဲ့ရတယ်တရေကြီးကကြောက်ချားဖွယ်ရရှိမို့ရင်ကဲပြောစမ်းမင်းရဲ့နောက်ဆုံးဆန္ဒကပါလေဘာလို့လဲဆိုတော့မကြခင်မင်းရဲ့ခေါင်းကခန္ဓာကိုယ်ကနေပြက်ထွက်သွားတော့မှမလို့ပဲမနောရှာငိုယိုပြီးအသေးအတန်မေးလိုက်ရှာပါတယ်ကဲပါတကယ်လို့မင်းညာကအဲ့ဒီ၄ယောက်စလုံးကိုတက်ပစ်ခဲ့တာဆိုရင်ဒီနေ့မနေ့မှာသူတို့ဘလို့လို့အသက်ရှင်နေရတာလေကျွန်တော်ရောမနေ့ပန်ကြရင်ပြန်ရှင်လာနိုင်မှာလားကောင်းပြတဲ့ရဲ့ကြီးကကျဲလောင်စွာရင်မောလိုက်ပြီးလက်ဖြောက်တစ်ချက်တီးလိုက်ပါတယ်ရရီရဲ့မနောရှိမျက်စိရှိမှတင်ဝီကက်စ်ရဲ့ခန္ဓာကိုယ်ကြီးကပျောက်ကွယ်သွားခဲ့ပါတော့တယ်မနောတယောက်ဆုံးဟာသွားခဲ့ရတယ်တရေကြီးကသူ့ရဲ့ခြောက်ချားပွဲအတန်နဲ့ကြီးနဲ့ပြောပြလိုက်တာကတော့မင်းညာကမင်းကြုံခဲ့ရသမျှအရာအားလုံးဟာငါဖန်တီးထားတဲ့မာယာအတုရောင်တွေပဲမင်းညာကဒီအိမ်ကြီးတွေကိုမင်းတယောက်တည်းရောက်လာခဲ့တာငါကမင်းကိုကြောက်လန့်ပြီးတေသွားအောင်ခြောက်လန့်ခဲ့ပြီးမြဲမင်းကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်ဒါကြောင့်မင်းကိုဒီနေရာကိုပြန်ရောက်လာအောင်မင်းရဲ့တငယ်ချင်းဝီကတ်ဆိုတဲ့ရုပ်သွင်းကိုဖန်တီးပြီးငါမြားခေါ်ခဲ့တာပဲအခုတော့မင်းငါရဲ့ထောင်ချောက်တဲကိုမယုံတာအောင်တိုးဝင်လာခဲ့ပြီဟာမနောရှာသူမရှိသမျှအင်အားလုံးကိုတုံးပြီးအော်ဟစ်ဖို့စူးစမ်းခဲ့ပေမဲ့အားလုံးကနောက်ကျသွားခဲ့ပါပြီခေါင်းပြတဲ့ရဲ့ကြီးဟာသူ့ရဲ့ပုတ်တိုးနေတဲ့လက်ကြီးကိုမြောင်းလိုက်ပြီးမနောရဲ့လေပင်ကိုဖြတ်ခနဲ့ဖြတ်ချလိုက်ပါတော့တယ်မနောရဲ့ဦးခေါင်းကတမ်းမြင့်မော်ကိုလိမ့်ကျသွားခဲ့ပြီးသူ့ရဲ့မျက်လုံးတွေကတော့ကြောက်လန့်တကြားနဲ့ပြူးကျနေတော့မှာပဲအိမ်နောက်ခေါင်းပြတဲ့ရဲ့ကြီးဟာမနောရဲ့ခေါင်းပြက်ကိုပြေးပြေးချင်းကောက်ယူပြီးသူ့ရဲ့လေပင်ငုတ်တို့ပေါ်တင်လိုက်ပါတယ်ဦးခေါင်းကိုတင်လိုက်တာနဲ့တရေကြီးရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာတပြိုင်နက်သွေးတွေစူပွက်လာပြီးမနောရဲ့ဦးခေါင်းဟာတရေကြီးရဲ့လေပင်ပေါ်မှာကွက်တိသွေးသားတွေဆေးဆက်ပြီးဝင်သွားခဲ့ပါတော့တယ်အိမ်နောက်မနောရဲ့နှကန်းတွေလှုပ်ရှားလာပြီးသူ့ရဲ့လေချောင်းတွေကနေကြောက်စရာကောင်းတဲ့အတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်ငါပြန်ရောက်လာပြီဟာကဲမိဘပြည်သူညီကိုမောင်နှမတို့ရေအခုတင်ဆက်ပေးခဲ့တဲ့တရေဇလန်လေးကိုသဘောကျနေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကိုအခုပဲ subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးထိတ်လန့်ချစရာဖြစ်ရဆန်ဇလန်ကောင်းတွေကိုလက်မလွတ်တမ်းနားဆင်နိုင်မှုအတွက်ဗီဒီယိုလေးကို like and share လုပ်ပြီးအားပေးသွားကြပါအောင်ရှင်အားလုံးပဲဘေးရန်နေရကင်းရှင်းကြပါစေနော်